အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2026ဇူလိုင်လ18ရက်နေ့ဖြစ်ပါတယ်နော်ကိုကျော်ကြီးအောက်မှာအခုတာလီဘန်ကြီးအကောင့်စစ်တီလာပြီးတော့ဆဲတယ်ကိုကျော်ကြီးဒီငင်းငင်းရေးစကားကိုပြောခဲ့တယ်ဘာသာရေးပြိပခမဖြစ်အောင်ဘသူတွေကဘလို့နေရမယ်ဘယ်ဘာသာတစ်ခုနဲ့တစ်ခုမကျူးကျော်ရဘူးဘာသာရေးစော်ကားမှုပုတ်ခတ်မှုမလုပ်ရဘူးဆိုတဲ့အကြောင်းအရာများစွာကိုကျော်ကြီးတို့ပြောခဲ့သူများဘာသာအကြောင်းကိုပြောရင်လည်းမူရင်းကျမ်းစာထဲမှာရှိတဲ့အကြောင်းအရာကိုတိတိကျကျပြောတယ်ဟာလားကျမ်းစာထဲမှာကတင်တာကဒီလိုအပြင်မှာလုံနေကြတာကဒီလိုဒါကြောင့်မလို့ဒါကြီးဟာမလုံတင်ဘူးလို့ကိုကျော်ကြီးတို့ကဒီလိုမျိုးတဲ့ပြောတာအဲ့တော့ကိုကျော်ကြီးတို့ပြောတာဒီငြိမ်းချမ်းမှုအတွက်ဖြစ်တယ်မြန်မာပြည်ကြီးကိုငြိမ်းချမ်းဖို့နိုင်ငံရေးပြိပခါတွေလူမျိုးရေးပြိပခါတွေဘာသာရေးပြိပခါတွေကနေငြိမ်းချမ်းဖို့အတွက်တီးတန့်ပြောတာအဲ့ဒီလိုပြောတဲ့အခါမှာဘာသာပေါင်းစုံလူမျိုးပေါင်းစုံကိုကျော်ကြီးတို့နှိမ်နေတယ်အစွန်းရောက်တာမှန်တယ်ဗျာဘာသာတစ်ခုတည်းကိုနှိမ်နေခဲ့တာမဟုတ်ဘူးရှင်းရှင်းလင်းလင်းပြတ်သားအဲ့တော့ကိုကျော်ကြီးပြောတဲ့စကားတွေကိုဟလာအခုနောက်ပိုင်းမှာတစ်လကျော်နှစ်လလောက်ရှိပြီကိုကျော်ကြီးကမင်းတို့ဘာသာရေးတွေလူမျိုးရေးတွေငါနိုင်ငံရေးတွေငါမပါတော့ဘူးကွာဆိုပြီးတော့ဒီလိုမျိုးပြတ်သားပြောပြီးတော့ဘာသာရေးရောနိုင်ငံရေးရောလူမျိုးရေးရောဘာတစ်ခုမှဝင်မပြောခဲ့တော့တာနိုင်ငံရေးဆိုအစိုးရကကိုကျော်ကြီးတို့မပြောဘဲနဲ့ပြစ်ထားလိုက်တော့တာစိတ်ကုံသွားလို့မပြောတော့ဟလာအခုဆိုရင်ဘာသာရေးကိုလည်းမပြောတော့လူမျိုးရေးလည်းကိုကျော်ကြီးကိုမပြောတော့ချိန်နေကြာမြင့်ခဲ့နှစ်လကြော်လောက်ကြာပြီဒီကြားထဲမှာကိုကျော်ကြီးကိုလာပြီးတိုက်ခဲ့လာချိတ်တဲ့ဟလာမင်းတို့တာလီဘန်အုပ်စုတစုကိုပဲကိုကျော်ကြီးထပြီးပြောတာပြောရင်တော့မှဘာသာရေးမပါဘဲနဲ့ပြောတာအဲ့ဒီအုပ်စုတစုလိုပဲတီးတန့်ပြောတာဟုတ်လားတီးတန့်ကိုပြောတာဘာသာရေးကိုစကားထဲမပါအောင်ကိုပြောသွားတာအခုကိုကျော်ကြီးကဘာတင်လာဆဲနေတာအကောင့်စစ်တာလီဘန်နေအကောင့်စစ်နေလူတွေကြည့်တော့အသက်50တန်းနေဟာလားကိုကျော်ကြီးတို့နဲ့ level တန်းနေဒီကောင်လေးလူလောကကြီးထဲမှာဘလို့အသက်ရှင်နေထိုင်ခဲ့တာလဲလူတယောက်ကိုအချောင်းမဲ့တက်ကြီးမုန်းလို့ဆိုပြီးတော့ဘာပြောဒီလူမျက်နှာနဲ့ဆဲမယ်ဆိုမယ်ဆိုတာကမှန်တော့စိတ်ယောဂဖြစ်နေတာမိမိတို့ရဲ့စိတ်ယောဂကိုလာပြီးတော့ပြောတယ်အကောင့်တူတွေကတော့ကိုကျော်ကြီးတို့ငကိုတွေအဖက်ကိုမလုပ်လို့အကုန်လုံးဘန်းပြစ်တာဟာလားမင်းတို့ကိုလည်းပြောတယ်မင်းတို့အကောင့်တူနဲ့လာပြီးတော့ဂုံးတိုက်ရန်တိုက်ဘန်းမလိုက်စိတ်မဝင်စားနဲ့အကောင့်စစ်နေဆိုရင်အခုမန်းရှင်းခေါ်ပြီးတော့ဒီအကောင့်တွေကိုတဲ့ပြောတာဟုတ်လားဒီကောင်တွေလူလောကထဲမှာဘလို့အသက်ရှင်နေထိုင်ခဲ့ကြတာလေသူတို့ရဲ့မိသားစုတွေသူတို့သားသမီးတွေအပေါ်ကိုဘလို့ဆုံးမခဲ့တာလေဆိုတော့သူတို့ရဲ့ဆရာတွေဘာသာရေးဂိုင်းဆရာတွေကရောသူတို့ကိုဘလို့ဆုံးမခဲ့တာလေဒီလိုမျိုးလူအသိဉာဏ်မရှိအောင်ဆုံးမခဲ့တာလားဒီအသက်အရွယ်ရောက်နေပြီလူစကားမပြောတတ်ဘူးလားလူစကားနားမလည်ဘူးလားဒါတွေကိုကိုကျော်ကြီးတို့အခုတဲ့ပြောတာဘယ်ဘာသာကူမှပုတ်ခတ်တာမဟုတ်ငကိုတွေကလည်းအချိန်ပေါင်းများစွာပြောခဲ့ဘူးလေဘာသာရေးပြိပခကိုငြိမ်းချမ်းစေခြင်းနဲ့ဆိုရင်အကောင့်တူတွေအကုန်လုံးဘန်းမလိုက်အကောင့်တူတွေနဲ့ဘာသာရေးဂုံးတိုက်မှုရန်တိုက်မှုခြေပမှုတခုမှမလုပ်နဲ့ယောက်ျားတွေဘာသာရေးကိုပြောခြင်းနဲ့ရုပ်ကိုရုပ်နဲ့ကိုပြောကိုဖြစ်ရင်ကိုခံလိုက်ဟုတ်လားတတိရှိလို့ပြောတယ်ကွာပြောတရားဆွဲတဲ့ကောင်လည်းဆွဲပလိုက်ကိုဘာသာကိုစော်ကားတဲ့ထင်မင်းတို့နှစ်ကုန်းကကြီးနဲ့ဘာသာပေါင်းပေါ်မှာဆွဲလို့ရတယ်ဆွဲတရားဆွဲဒါဆိုရင်ဘာသာရေးပြိပခငြိမ်းသွားမယ်လေဘာဖြစ်လို့အကောင့်တူတွေကိုမင်းတို့ကလူလင်ကျယ်လုပ်ပြီးတော့နောက်တော့ပြည်ပအကောင့်တွေတရားလဲဆွဲလို့မရဘူးသူ့ကိုဘာမှလည်းလုပ်လို့မရဘူးဟုတ်လားစော်ကားကျင်တိုင်းစော်ကားတယ်အဲ့လိုစော်ကားတဲ့ကောင်တွေကိုမင်းတို့ကအားပေးအားမြောက်လုပ်တယ်ဘာသာရေးပြိပခဖြစ်အောင်လုပ်နေကြတာဒါတွေကိုကိုကျော်ကြီးတို့ကဘာသာရေးပြိပခမဖြစ်အောင်ငြိမ်းချမ်းအောင်ထိန်းထားတာနိုင်ငံရေးဘာသာရေးကိုမတွဲနဲ့အချိန်မောင်းဝင်ရတာပြောတယ်နိုင်ငံရေးလှုပ်ချင်တာလွတ်တော်တဲ့ဝင်အခုစကိုင်းတိုင်းလွတ်တော်အမတ်ဟလာတာဆာညာအမတ်ပြောတာအားပေးတယ်ထောက်ခံတယ်နိုင်ငံရေးသမားဆိုတာနိုင်ငံရေးသမားအချင်းချင်းချလီအပြင်မှာပြည်သူလူထုကိုသွေးထိုးလုံတော်တွေလုံပြည်သူလူထုကအသက်တွေဘဝတွေရင်းဒီကောင်တွေကစီးစိမ်ဥစ္စာတွေခံစားအာဏာတွေခံစားတယ်ဆိုရင်ဒါနိုင်ငံရေးသမားမှမဟုတ်တာအချောင်စားတွေလीဟုတ်လားဘာသာရေးခေါင်းဆောင်တွေနိုင်ငံရေးလှုပ်လာပြီဆိုရင်လည်းကိုကျော်ကြီးတို့ပြက်သားစကားတွေပြောတာအခုဒီမှာကိုကျော်ကြီးအခုအောက်မှာမန်းရှင်းခေါ်ထားတဲ့ကောင်တွေမင်းတို့အဲ့ဒီအကောင့်ဝင်ကြည့်လို့ရတယ်အကောင့်စစ်တွေလူစင်မမီဘူးညံရင်ကလူစင်မမီဘူးလူစကားမပြောတတ်ဘူးလူတယောက်ဘာပြောတယ်ဆိုတာနားမလဲဘူးဆဲမယ်ဆိုမယ်သူတယောက်ကိုကျော်ကြီးပြောတဲ့စကားကိုခြေပနိုင်လောက်တဲ့အသိဉာဏ်ပညာစွမ်းအားမရှိဘူးစိတ်ခွန်အားလည်းမရှိဘူးဟုတ်လားအဲ့တော့ဘာသာဘောင်းစုံမှာ
ဘာသာရေးဒီလိုဒုစရိုက်သမားတွေဘာသာရေးဒုစရိုက်ခေါင်းဆောင်တွေရှိနေတယ်များဘာသာရေးပြိပခတ်ကမငြိမ်းဘူးဘာသာဘောင်းကကိုဘာသာရေးပြိပခတ်ငြိမ်းရေးကိုလုပ်ရမှာကိုကျော်ကြီးတို့အချိန်မောင်းများစွာပြောတယ်မလုံနဲ့လိုက်တွေမလွင့်ကြနဲ့ဘာသာတစ်ခုနဲ့တစ်ခုမပုတ်ခတ်နဲ့မစော်ကားနဲ့မင်းတို့သူများဘာသာကိုပုတ်ခတ်စော်ကားပြီးမှကိုဘာသာကောင်းစားရေးလုပ်နေပြီဆိုရင်မင်းတို့ဘာသာကိုကယုံညံ့လို့ကိုကျော်ကြီးဘာသာဝင်တွေကိုကျော်ကြီးအဲ့လိုတဲ့တဲ့ပြောတာဘာသာတရားကိုစားပြုပြီးတက်ပြောပြီးဆိုယုံညံ့တဲ့အလုပ်မလုပ်အောင်ယုံညံ့တဲ့စကားမပြောအောင်မိမလို့မိမရစကားမပြောအောင်ကိုကျော်ကြီးအခုတိုက်ခိုက်တဲ့ကောင်တွေတော်တော်များများမိမလို့မိမရနဲ့အောက်တန်းစားစကားတွေနဲ့စကားတွေကိုဖြတ်ညက်ကပ်ပြီးပြောတာစကားတစ်လုံးတစ်ပိုက်လုံးကိုယူသွားပြီးရှေ့စကားနောက်စကားပါဘာပြောတယ်ဒီစကားရဲ့အနက်အတိတ်ပဲကဘာလဲလို့ယူသွားတာမဟုတ်ဘူးလိုချင်တဲ့နေရာတွေကွက်လှီးလိုက်တာပြီးရင်ဖြတ်ညက်ကပ်လုပ်တယ်ဒါပဲဒီတဲ့အစင်တမ်းမပိုတဲ့ကောင်တွေစိတ်ကုန်လာလို့မပြောတော့တာ2လလောက်ရှိပြီဟုတ်လားဘာသာရေးရောနိုင်ငံရေးရောဝင်မပြောတော့တာအဲ့ဒါကိုတစ်ချိန်လုံးမင်းတို့ကတိုက်ကြတွေလာချိတ်တိုက်ကြချိတ်အောင်နေမကောက်မပါအောင်လို့အောက်မှာလာပြီးအကောင့်စစ်တွေနဲ့လာတောက်လျှောက်ဆဲစဉ်းစားလေလူတွေပဲအုံနောက်ရှိတာပဲကိုကျော်ကြီးတို့စကားပြောတာငကိုရပြက်ပြက်သားသားပြောတယ်ဘာသာရေးကိုအခြေခံပြီးမြေမလူနဲ့အာနာမလူနဲ့မင်းတို့ရဲ့လူမျိုးလိန်ညာနဲ့မြေလူသားကိုလက်မခံဘူးနောက်တစ်ချက်အစ္စလမ်ဘာသာကိုမုန်းစရာလည်းအကြောင်းမရှိဘူးမင်းတို့ကိုယ်တိုင်ထဲမှာဘလောက်ကောင်းတာတွေတင်ထားတယ်ဆိုတာကိုလည်းမင်းတို့တိုက်ရိုက်စာပါဖတ်ပြခဲ့ဘူးလေဟုတ်တယ်နော်ဘလောက်ထိကောင်းမွန်တဲ့အဆုံးအမတွေရှိနေတယ်ဆိုတာကိုတိုက်ရိုက်စာပါဖတ်ပြခဲ့ဘူးအဲ့တော့ကိုကောင်းတဲ့အဆုံးအမတွေကိုမလိုက်နာပဲနဲ့တာလီဘန်ဇယိုက်တွေနဲ့တိုင်းပြည်ရဲ့လူမျိုးရေးပဋိပက္ခဘာသာရေးပဋိပက္ခဖြစ်အောင်လုပ်နေတဲ့တာလီဘန်ခေါင်းဆောင်တွေရဲ့ဇယိုက်တွေကိုမင်းတို့ပြောပြတာဖြည့်ရှင်းရမှာမင်းတို့ကိစ္စမဖြည့်ရှင်းရင်လည်းမင်းတို့ကိစ္စငါတို့နဲ့မဆိုင်ဘူးဘာသာရေးပဋိပက္ခလူမျိုးရေးပဋိပက္ခဖြစ်လာလို့ရှိရင်ဒုက္ခရောက်မှာမင်းတို့ရောငါတို့ရောဒုက္ခရောက်မှာငါတို့ဝင်မပါဘူးငကိုတွေကပြောပြီးလူတပ်ပွဲကိုဝင်မပါဘူးနိုင်ငံရေးသမားနဲ့ဘာသာရေးသမားလောကမှာလိန်စားလို့အကောင်းဆုံးလူလိန်အပေါ်ဆုံးနေရာ2ခုကိုပြောပါဆိုရင်ဘာသာရေးနဲ့နိုင်ငံရေးပဲလူလိန်အပေါ်ဆုံးပဲအဲ့ဒီဘာသာရေးနိုင်ငံရေးမှာလူလိန်ပေါ်သလိုပဲလူရုပ်မှာလည်းအများဆုံးပဲမင်းတို့ကိုယ်တိုက်ကဘဝမှာမပြေလည်မှုတွေရှိလာတယ်ဘဝမှာအစင်မပြေမှုတွေရှိလာလို့ရှိရင်လူသဘောတဘာဝက2ခုကိုပဲအားကိုးတယ်နိုင်ငံရေးသမားကိုအားကိုးရင်ကိုးတယ်မကိုးရင်ဘာသာရေးသမားကိုအားကိုးတယ်မင်းတို့ရဲ့အစင်မပြေမှုတွေမင်းတို့ရဲ့စိတ်ခွန်အားနည်းမှုတွေကိစ္စတွေကိုဘာသာရေးသမားနဲ့လူမျိုးရေးသမားကလိန်စားတယ်နိုင်ငံရေးသမားကလိန်စားတယ်အဲ့ဒီလိန်စားတယ်မင်းတို့ဘာသာရေးရဲ့ခွေးဖြစ်လူမျိုးရေးရဲ့ခွေးဖြစ်နိုင်ငံရေးရဲ့ခွေးဖြစ်ကနေလွတ်အောင်မင်းတို့အသိဉာဏ်တွေဖွင့်ပေးတာရှင်းရှင်းလေးဖွင့်ပေးနေတာလိန်စားတယ်မဟုတ်ကနေပြောတယ်ဟုတ်လားမင်းတို့တက်တင်နဲ့တကွပြောတာကွာခိုင်မာတက်တင်နဲ့တကွပြောတာဘဲကောင်စကားပြောတာဘလို့စကားမျိုးပြောတယ်အဲ့ကောင်ကဘာသာရေးသမားမဟုတ်တင်ဘူးမဖြစ်တင်ဘူးဒီလိုမျိုးငါတို့ကတဲ့ပြောတာဗုဒ္ဓဘာသာဘုန်းကြီးတွေကိုပြောတယ်လက်ညှိုးထိုးပြီးတဲ့ပြောတာမင်းတို့ဘာသာရေးခေါင်းဆောင်တွေပြောရင်လေတဲ့ပြောတာဒီဘာသာရေးခေါင်းဆောင်ဆိုတဲ့ကောင်တွေနိုင်ငံရေးခေါင်းဆောင်ဆိုတဲ့ကောင်တွေအဲ့ဒီကောင်တွေကလူရုပ်မှာအပေါ်ဆုံးပဲမင်းတို့ရဲ့ဘဝတွေရဲ့မပြေလည်မှုတွေမင်းတို့ရဲ့လိုချင်တောင်းတမှုတွေကိုမင်းတို့မက်လုံးတွေပေးမယ်စိတ်ကူးရင်ဇလန်းတွေပေးမယ်ပေးပြီးသွားလို့ရှိရင်မင်းတို့ခွေးမွေးမယ်ကြုံမွေးမယ်မင်းတို့ကဘာသာပေါင်းစုံလူမျိုးပေါင်းစုံလိုက်ကြိုက်ကြမယ်ဟုတ်လားဒီပြဿနာတွေနဲ့ပဲလည်နေတဲ့ဟာကိုတို့ကြီးတို့ကရှင်းလင်းပြတ်သားအောင်ပြောတာ